အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့ညီနန္ဒာပါ Traffic Corner YouTube channel လေးကနေပြီးမှစချုပ်ပတ်တန်နဲ့ချုပ်ပုံချုပ်နည်းလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်အခုလည်းကျွန်တော်ကိုယ်ရဲ့ပတ်တန်နေပြီးမှအလွယ်ကူဆုံးနဲ့အမြန်ဆုံးစတစ်ထုတ်နည်းလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးရှိချင်နောက်ချင်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အစားပိုလေးရှိချင်မှာခံပေးလိုက်ပါမယ်စတစ်ထုတ်ဖို့အတွက်ရင်တိတ်လေးနဲ့တခြားလေးကပ်ပေးလိုက်ပါမယ်ကပ်ပြီးပြီဆိုရင်တော့ white တန်လေးနဲ့ပြန် white ပေးလိုက်ပါမယ်လက်ဘင်းကမူလအတိုင်းပဲပြန် white ပါမယ်တစ်စိမ့်လောက်တော့ကျွန်တော်ချိန်လိုက်ပါတယ်ကျွန်တော်လက်ဘင်းကတော့ white လေးတွားပြီးမှပခုံးအကျော်ဘက်ကိုတော့ကျွန်တော်တောင်းမှန်မြင်သွားပါမယ်ပခုံးအကျော်ဘက်ကိုတော့ကျွန်တော်90ဒီဂရီတောင်းမှန်လေးကျွန်တော်တွားလိုက်ဆွဲလိုက်ပါမယ်တောင်းမှန်မြင်ဆွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စတစ်အကျယ်ယူပါမယ်အကျယ်ကိုကိုယ်စိတ်ကြိုက်ယူပါမယ်ခုဝက်မကစတန်မှာလူနေနဲ့ထွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်စတစ်ရဲ့အကျယ်ကိုတလမ20စိတ်ယူပေးလိုက်ပါမယ်တလမ20စိတ်အဲ့ဒီအဝိုင်းဘက်လေးကိုတလမ20စိတ်မှတ်ပေးလိုက်ပါမယ်တလမ20စိတ်မှတ်တလမ20စိတ်မှတ်လေတလမ20စိတ်ပါဆွဲပါတလမ20စိတ်ဆိုလေတလမ20စိတ်တလမဆိုလေတလမကိုဆွဲတဲ့စတစ်အခြေအကို customer နဲ့ကြည့်ပြီးမှဆွဲပါရပါပြီရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပခုံးညီမညီကျွန်တော်တို့တစ်ချက်အရင်ချိန်နေပါမယ်ရှေ့ချန်နဲ့နောက်ချန်ပခုံးညီလည်းမညီလည်းအရင်ညီလိုက်ပါမယ်ပခုံးညီတယ်ဆိုတော့အနောက်ချန်အနောက်11ရဲ့တန်ဖိုးကိုကျွန်တော်တိုင်းလိုက်ပါမယ်3လမနဲ့တစ်စိမ့်ရှိပါတယ်ဒါကိုချဲထားတဲ့ level ပေါ်မူတည်ပြီးမှသူက3လမတော့၎င်း3လမ3ခွဲမျိုးဖြစ်နိုင်ပါတယ်3လမတစ်စိမ့်ရလာပြီဆိုလို့ရှိရင်ပခုံးကနေချုပ်စာကိုကျွန်တော်တို့ဖယ်ပြီးမှချုပ်စာမှာပါပဲနဲ့ level ကနေပြီးမှအရှိရဆွဲထားပြီဆိုတော့အခုဆွဲမဲ့ဟာကအနောက်တွက်ဆိုတော့အနောက်ကတိုင်းထားတာ3လမတစ်စိမ့်ဆိုတော့ကျွန်တော်တို့3လမတစ်စိမ့်ယူပေးလိုက်ပါမယ်အပြင်အဲ့ဒါကိုလည်းတောင်းမှန်လေးတောင်းကြကြ90ကြကြလေးကျွန်တော်ဆွဲပေးလိုက်ပါမယ်ဒီလိုပုံစံဆိုရင်တော့စတစ်ပုံအကျန်ရလာပါပြီအခုမြင်နေရတဲ့အဖြူမှာမြင်နေရတဲ့ဟာတော့အရှိချံပေါ့အနောက်မှာအဝါနဲ့ကျန်နေတဲ့ဟာကတော့အနောက်ချမ်းဖြစ်သွားမှာပါအပြင်တော့ကျွန်တော်ဆွဲထားတဲ့ဟာလေးတွေကိုအကျန်ရလာတဲ့စတစ်လေးကိုကျွန်တော်တို့ကင်ထုတ်လိုက်ပါမယ်ဒီတိုင်းတော့သုံးလို့မရနိုင်ပါဘူးဒီတိုင်းထုတ်တဲ့စတစ်ကလက်ပင်ကျက်ပါလေအဲ့ဒါကိုမကျက်အောင်လို့လက်ပင်တတောင်တတာဖြစ်အောင်လို့ကျွန်တော်တို့အစားလေး20စိမ့်လောက်စီပို့ပြီးချဲပေးပါမယ်နော်ကြိုက်ထုတ်လိုက်ပါမယ်ကြိုက်ထုတ်ပြီးတော့ကျွန်တော်တို့ချုပ်စားလေးပြန်ကြိုက်ထုတ်ပြီးဖယ်လိုက်ပါမယ်ချုပ်စားစတစ်ရလာပြီဆိုလို့ရှိရင်စတစ်ရဲ့အပေါ်ချမ်းကိုကျွန်တော်တို့ဟာပေးပါမယ်လက်ပင်တောင်တတာရှိအောင်စတစ်ရဲ့အပေါ်ဘက်ချမ်းအရင်အချိုင်ဆုံးဖြစ်နေတဲ့နေရာကိုကျွန်တော်တို့လေးစိမ့်စီလောက်ချပြီးမှအမှတ်လေး3မှတ်မှတ်ပေးလိုက်ပါမယ်ပြီးရင်အဲ့လိုမျိုးအောက်မှာလည်းမှတ်ပေးလိုက်ပါမယ်
အောက်ကတော့6စိတ်စီလောက်ချပါအပေါ်ဘက်ကိုဟာပြီးမှကျွန်တော်တို့အစာပို့ပေးပါမယ်စတေးရဲ့အပေါ်ပိုင်းဒီနောက်မှာနှစ်စိတ်တဲ့ပို့ကားလည်းရပါတယ်အခုစတေးရဲ့အပေါ်ဘက်ချမ်းကိုကျွန်တော်တို့ဟာပေးလိုက်ပါမယ်နှစ်စိတ်စီလောက်ကျွန်တော်တို့က3မှတ်ထားတာဆိုတော့ကျွန်တော်တို့ကနှစ်စိတ်ဆိုတော့6စိတ်လောက်တော့ခြေတော့ပါတယ်စတေးရဲ့အပေါ်ပိုင်းကအောက်ဘက်ပိုင်းကတော့ကျွန်တော်တို့အရှိနဲ့အနောက်တိုင်းထားတဲ့အတိုင်းပါပဲအဲ့ဒါတော့ညီနေရမှာပါအပေါ်ပိုင်းကတော့ဟာပေးရပါမယ်ဟာပေးပြီးသွားပြီဆိုလို့ရှိရင်တော့လက်ပင်ကတတောင်တတာဖြစ်တော့ပါပြီအပေါ်ချမ်းဟာပေးလိုက်တော့လက်ပင်ကလေတိုင်းနဲ့မကန့်နေပဲနဲ့တတောင်တတာရှိပါတယ်စတဲ့ဝေးရတယ်တူပါဝိုက်တယ်လေးနဲ့ပြန်ဝိုက်ပေးလိုက်ပါမယ်ကျွန်တော်အပေါ်လေးပြန်ဝိုက်ပေးလိုက်ပါမယ်အဲဒါဆိုတော့ကျွန်တော်တို့စတဲ့ရတာပါပြီဒီရလာတဲ့စတဲ့ကိုအရှိခွဲ3လုံးဟိုအရှိအစီ3လုံးအနောက်ခွဲ3လုံးသုံးလို့ရပါတယ်ကစတဲ့ပုံချမ်းထွက်လာပြီဆိုတော့ကိုသုံးချင်တော့သုံးလို့ရပါတယ်ကျွန်တော်အခုချုပ်မဲ့ပတ်တန်ထဲမှာအခုချုပ်မဲ့ပုံထဲမှာတော့စတဲ့ကအရှိအစီဖြစ်ပါတယ်စတစ်ကနောက်ခွဲပါကျွန်တော်ချုပ်ပြပါမယ်နောက်နေကြလို့ရှိရင်ဒီဟာဟိုအစာကိုက်ပြီးမှာဝိုင်းရှင်တော့အရှိကိုအဲ့လိုမျိုးလေးဝိုင်းလိုက်ရင်တော့အဲ့လိုစတစ်ဖြစ်သွားပါတယ်ခွဲခြင်းတော့အဲ့လိုအဝိုင်းလေးဝိုင်းပြီးမှသုံးတာများပါတယ်အခုကျွန်တော်ကတော့အရှိအဆက်ရရှိမှာပါဒါဆိုတော့အလွယ်ဆုံးနဲ့အမြန်ဆုံးစတေးရတာပါပြီအမတ်တွေကဂုံတိကြပါတယ်သူ့နေရာနဲ့သူအဝင်ခွင့်ကြဖြစ်နေရှိချင်ပါရှိချင်ဒီကနေအမှန်လေးမှတ်လိုက်ပါမယ်ပူတဲ့ဟာနောက်ချမ်းမှာကွက်တီဖြစ်နေရပါမယ်နည်းနည်းပူနေလို့ရှိရင်လည်းဖြတ်ထုတ်လိုက်ပါလိုနေလို့ရှိရင်လည်းဖြည့်ပေးလိုက်ပါဒါပေမဲ့ခုနကအတိုင်းကျွန်တော်ပြောတဲ့အတိုင်းလုပ်ခဲ့တဲ့အနောက်ကိုတိုင်းပြီးမှတုံးလမတစ်စိတ်တက်ခဲ့တယ်ဆိုရင်ကတော့ခုပတန်ဆွဲထားတဲ့အချိန်မှာတော့ကွတိလာချနေမှာပါခိုက်တဲ့အပိုင်းနဲ့ချုပ်တဲ့အပိုင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုလေးနဲ့ကျွန်တော်ပြပေးတော့ပါမယ်လောလောဆယ်တော့အယုံမှာအစမ်းကပ်ပြလိုက်ဖို့ဒီနှစ်စိတ်စီထားခဲ့တော့ဒီမှာလည်းပဲကွတိဟိုနှစ်စိတ်စီထားခဲ့လို့ရှိရင်ဒီမှာဒါလေတိုင်းမှာဒါစီးနေမှာဒီလိုနှစ်စိတ်စီထားခဲ့မှာတတောင်တတာရှိတယ်စတဲ့ဝေးရတာဟုတ်တယ်သုံးစိတ်လောက်ချင်းမယ်ဆိုလဲကာကာလေးပေါ့လေတိုင်းနဲ့မကက်နေတော့ကာကာလေးဖြစ်တော့ဒါတော့စိတ်ကြိုက်ယူလို့ရပါတယ်ချုပ်ကြည့်ပြီးပါဟုတ်ကဲ့ကိုက်တဲ့အပိုင်းနဲ့ချုပ်တဲ့အပိုင်းတော့ကျွန်တော်နောက်ပြီးတော့လေးနဲ့ကျွန်တော်ပြပေးတော့ပါမယ်ကျေးဇူးတင်ပါတယ်အများ